မင်္ဂလာပါအဲ့တော့ကျွန်တော်ကကြံ၄ချိန်ဝမ်းချင်းတွေကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ Viber ပို့လို့ရရင်လည်း Viber သမားတွေကိုကျွန်တော်ပို့ပြီးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် YouTube မှာဗီဒီယိုတင်လို့ရရင်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးသွားမယ်ပေါ့အဲ့တော့ကျွန်တော်ကပုံမှန်ပေးနေကြကြံ၄ချိန်ဝမ်းချင်းပေါ့နော်အဲ့တော့ကြံ၄ချိန်ဝမ်းချင်းက3.5အချိန်2ခွန်အချိန်အဲ့ဒီအချိန်ဒီလေပုံမှန်ဆိုရင်ခွေထွက်နေလို့ကျွန်တော်လူကြီးမင်းကခွေပေးရမှာဖြစ်တယ်အဲ့တော့ formula key ကလည်းကျွန်တော်ထုတ်နေကြတိုင်း3.3ခွန်8ဖြစ်တယ်ထိနေရမယ်ပေါ့နော်အဲ့တော့ပြောင်းနေတဲ့6ကိုလည်းကျွန်တော်ကတ်မှာရေးထားတဲ့အရာတွေမှာပါတယ်အဲ့တော့6ကို358ကတ်မူအစ်စ်လို့ရေးပြီးထားတယ်လောလောဆယ်တော့လူရင်းတူရှင်းပေါ့ဗျာနော်မူအစ်စ်လို့ရေးပြီးထားတယ်လိုက်ရန်ကြံတဲ့အခွေက1653ညအခွေဖြစ်တယ်အဲ့တော့1653ညအခွေကားတဲ့ဘယ်မှာပေးထားလဲဆိုတော့တဲ့ကျွန်တော်ကဒီမှာပေးထားတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နေ့အတွင်းမှာ16ဒီကထိတ်ရက်ဒီကြော်တဲ့93ညအပိတ်အဲ့တော့ပါဝါနဲ့ပွဲပိတ်2ခွန်4ခု348 2ခွန်4ခုက4ခွန်348က33ထွက်တယ်38ထွက်တယ်ပေါ့ဗျာနော်အဲ့တော့348က33ထွက်တယ်38ထွက်တယ်အဲ့တော့တော့ကြာမနေ့90အားကြာတိုင်းမနေ့ညကတည်းပြန်ခွေးဆို93ည16ဒီအခွေကြံတယ်နော်အဲ့တော့မနေ့ညပါဝါပိတ်လို့ရတယ်6ဘတ်ဒီကလည်းအဲ့တော့ကျွန်တော်တို့ဘာထွက်သွားလဲ6ဘတ်ဒီကလည်း19လို့ထွက်သွားတယ်เนาะကျွန်တော်ဆောင်းကကမုတ်ကမာတွေဖြစ်နေကင်မရာကခဏခဏလေးဝါသွားတယ်အဲ့တော့ကျွန်တော်မှာကျန်တာလေးတွေကိုကျွန်တော်ဗီဒီယိုတင်လို့ရရင်လည်းတင်လို့ရအောင်ကျွန်တော်ကကြိုးစားပြီးတော့ကျွန်တော်ဒီမှာ3.3လုံးဘာဒီကဲဒီလိုမျိုး3.3လုံးထောင်းနေအတွက်အဲ့တော့ကျွန်တော်3.ဘရိတ်အမှုတရားရခိုင်နှုံဟုတ်ပါတယ်เนาะအဲ့တော့အရန်ပေါ့ဗျာနာဘယ်လိုပြောရမလဲကြည့်ပြီးတော့ကစားတယ်ဆိုလို့ရှိရင်တော့အဆင်ပြေဖို့ကောင်းတာပေါ့ဗျာမပြေစရာလည်းမရှိဘူးပေါ့ဒါပေမဲ့နေ့တိုင်းကြတော့နေ့တိုင်းတွေ့တာပြောတာဖြစ်တယ်လေမူကမူရပဲသုံးရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ထိပ်ပိတ်တူလေးကိုချိန်90ညပါပရိတ်အဲ့တော့ရက်တီတော့ကြော်လာပြီးတော့ဖြစ်သွားခဲ့တာရှိတာပေါ့နော်အဲ့တော့မူကတော့မူတိုင်းပဲသွားရမှာဖြစ်တယ်လीနော်အဲ့တော့ကျွန်တော်ဒီမှာအဓိကကကျွန်တော်လူကြီးမင်းကအဲ့တော့ဒီမှာကျွန်တော်တို့ကြံတဲ့အရာက6ကိုဟုတ်လား6ကိုကျွန်တော်တို့ကဘယ်လိုပြောမလဲ385ပေါ့နော်အဲ့တော့385ကတ်မယ်ပြီးတော့3.5နှစ်ခွန်နဲ့ကတ်ပြီးတော့ခွေထိုးရအောင်မယ်အဲ့ဒါ1ချင်းကပုံမှန်တွဲပြီးတော့ကြာလာတာဖြစ်တယ်အဲ့တော့လိုက်ရန်ကြံတာက1653ညအခွေအဲ့တော့ကြံရက်မှာကျွန်တော်လူကြီးမင်းကအဆင်မပြေသေးဘူးဘာဘူးဆိုလို့ရှိရင်ကျွန်တော်ပြက်ပင်လုံးဝမရှိသေးတဲ့1653ညအခွေရှိတယ်ဒီ1ချင်းကြီးရှိတယ်ကီးတွေရှိတယ်6ကိုဒီဟာက site အတင်မှုတွေသတိထားပြီးတော့6ကိုကြိုက်တယ်ဆိုရင်6သမားကဒီ3ကွက်ထဲ6ကို385ကတ်ပြီးတော့အဲ့ဒါလေးပဲကစားပြီးုံပါပဲပေါ့နော်အဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျန်တာကကျွန်တော်တို့မပေးတော့လဲမပေးဘူးပေးတော့လဲပေးတယ်ဆိုတာမျိုးတွေရှိတာပေါ့ဗျာเนาะအဲ့ဒါမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် sorry အဲ့တော့ကျွန်တော်တို့မနှစ်ပိုင်းပေါင်းနေပေါ့เนาะအဲ့တော့တစ်ခွန်ဆိုတော့ပေါင်းလိုက်တော့8ပေါ့အဲ့တော့သူကစီနီယာခေါ်လိုက်8931အပီးခွေအဲ့တော့ဒီ3ချိန်ပေါ့เนาะတနင်္လာထွက်လာမှမနှစ်ပိုင်းထွက်လာမှဆို99လို့ကျသွားတယ်ဟုတ်ပြီအဲ့တော့80ဆိုတော့ကျွန်တော်တို့ကအဲ့တော့ပေါင်းခြင်းကခွန်ပေါ့ဗျာเนาะအဲ့တော့ခွန်8939အခွေအဲ့တော့ဒီမှာ38လို့ကျတယ်နေ့တိုင်းအထိအပီးတစ်ချိန်အဲ့တော့8931 8931 8931 8931 8931 8931 8931အဲ့တော့ဒီမှာလဲခွန်အဲ့တော့ခွန်8939အဲ့တော့ဒီမှာထိတယ်အဲ့တော့ခွန်8939ကဒီမှာက38ဟုတ်နော်အဲ့တော့ဒီမှာ19အဲ့တော့ပေါင်းခြင်းခွန်ဖြစ်တဲ့ခွန်8939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 ဒီဟာတွေကလည်းကျွန်တော်လူကြီးမျိုးသုံးတက်ရမှာဖြစ်ပါတယ်ဗောနော်ဒါကတော့ကျွန်တော်ကဒီဘက်မှာလူရေးထားမိလို့အဲ့တော့ကျွန်တော်လူကြီးမျိုးလိုက်ရမှာက93ညအချင်းရှိတယ်ကြံလေးချိန်မှာ2ခွန်အချင်းရှိအဲ့တော့93ည2ခွန်ခွေရမယ်အဲ့တော့1653ညခွေရမယ်ဒီ6ကို
385ကတ်တာလေးကြံမယ်အဲ့တော့ဒီလောက်ပါပဲเนาะအဲ့တော့အဆင်ပြေပါစေကံကောင်းပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းကြိုးစားပြီးတော့ YouTube မှာဗီဒီယိုလေးတင်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ Viber သမားတွေကတော့မှီတလောက်ပေါ့ဗျာနော်အဲ့တော့ရသလောက်ကျွန်တော်ပို့ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးပေါ့နော်အဲ့တော့ကျွန်တော်တောက်ကြာကေပေါက်မှာကေပေါက်ပရိတ်ကအဲ့တော့ကျွန်တော်တို့ကေပေါက်တိုင်းလေးကျွန်တော်တို့ပြောလာတယ်နော်အလဲနှလုံးပေါင်းပါဟုတ်လားခွန်9ဆိုတော့6ပေါ့ဗျာနော်အဲ့တော့6ပါပါ1အဲ့တော့6ပါတော့6ပရိတ်ပေါ့ဒီလိုလေးတော့ရတာပေါ့နော်ဒါကလည်းပြောပြတာလीနော်အဲ့တော့ဘာထွက်သွားလဲ60လို့ထွက်သွားတယ်အဲ့တော့ဒီမှာလည်းယူလိုက်ပေါ့အလဲပေါင်းလိုက်တော့84ခုဆိုတော့4ပေါ့အဲ့တော့ကျွန်တော်တို့က49ပါတော့49ပရိတ်ပေါ့နော်အဲ့တော့ပါတော့အဲ့တော့ပရိတ်ဟုတ်ပြီနော်အဲ့တော့အဲ့လိုလေးပဲပါတော့ဟုတ်ပြီနော်အဲ့ဒါလေးကကဲဘောက်ပရိဖြစ်တယ်အဲ့တော့ကြိုက်တာကိုသုံးလို့ရအောင်ကျွန်တော်ကပြောပြပေးတာဖြစ်တယ်အဲ့တော့ကြံရဲ့ပရိကဒီနားလေးမှာရေးပေးလိုက်မယ်နော်အဲ့တော့ကျွန်တော်ဒီပြင်ကြိုက်ရသုံးနေနော်အဲ့တော့ကျွန်တော်ကတော့ပြောပြပေးမှာပေါ့နော်အဲ့တော့ကြံရဲ့ပရိပေါ့အဲ့တော့ကြံရဲ့ပရိက49ပရိဒါပရိသမားပရိပဲကစားတာလीနော်အဲ့တော့ပြန်စစ်ကြည့်လို့လည်းရတယ်ဟိုပြက်တဲ့ပွဲတွေလည်းရှိတာပေါ့လေပြန်စစ်ချင်းပြန်စစ်ပြက်တဲ့ပွဲတွေလည်းရှိတယ်အဲ့တော့ဗျာနောက်တစ်ခုကကျွန်တော်တို့ဆိုတာဒီနာအနီးအနားအဝိုင်းဝန်းလေးကျွန်တော်တို့ကြည့်ရအောင်ပေါ့နော်အဲ့တော့ဒီဟာဆိုမြင်ရမယ်ထင်တယ်ပေးတဲ့အခါလေးပေးတာပေါ့ဒီလိုနှစ်လို့တူရင်ကျွန်တော်တို့ကနှစ်ပရိတ်ဟုတ်ပြီနော်အဲ့နှစ်ပရိတ်ကိုဒီအနောက်က1ချင်းနေအဲ့တော့84နဲ့66သူမလာခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအောက်မှာထပ်ပြီးတော့တူတယ်အဲ့တော့တစ်လို့တူတယ်တစ်ပရိတ်အဲ့တစ်ပရိတ်ကဒီအနောက်က1ချင်းဆိုတော့36ချင်းနဲ့တစ်ပရိတ်38နဲ့65ဆိုတော့38လို့ကြာခဲ့တယ်သူကလည်းပေးရင်လေကောင်းနေဗျာเนาะအကွက်လေးကလည်းနည်းနည်းလေးပဲအဲ့တော့ကျွန်တော်တို့က33လို့တူတယ်အဲ့တော့3ပရိတ်ကို38ဆိုတဲ့1ချင်းနဲ့ဟုတ်တယ်เนาะအဲ့တော့33လို့တူလို့3ပရိတ်ကိုတဲ့38ဆိုတဲ့1ချင်းနဲ့3ပရိတ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ကပြောပြတာเนาะမြင်တာတွေ့တာလေးပြောပြတာ3ပရိတ်ဆိုရင်အဲ့တော့3ပရိတ်ဆိုရင်ပေးရင်ပေါ့ဗျာเนาะနေ့အတွင်း3ရက်အတွင်းသူပေးရင်အဲ့တော့ကျွန်တော်တို့က30အဲ့တော့85ဒါလေးရှိရအဲ့တော့3ရက်အတွင်းဆိုတော့တနင်္လာအထိရောက်တတ်တယ်အဲ့တော့သူ့ကို3ရက်ပေါ့အဲ့တော့မြန်မာလိုပဲရေးလိုက်မယ်เนาะအဲ့တော့3ရက်အတွင်းပေါ့ဗျာเนาะ3ရက်အတွင်းနေပါပြီ3ရက်အတွင်းဒီလိုလေးရှိသွားတာပေါ့เนาะအဲ့တော့အဓိကလိုက်ရမှာကြံ4ချိန်မှာဒီ1ချိန်939 1ချိန်2ခု1ချိန်ခွေထိုးမယ်1653ခွေထိုးမယ်6ကို358ကပ်အဲ့တော့4ချိန်မှာဒီ3မျိုးရှိတယ်ဒါလေးကိုပြောပြတာပေါ့เนาะအဲ့တော့အဆင်ပြေပါစေကံကောင်းပါစေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော် channel လေးကိုလည်း like နဲ့ subscribe လုပ်ပြီးဖို့တောင်းဆိုပါတယ်အဲ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဘိုင်ပါ